ကဲမင်္ဂလာပါဗျာဒါကမနေ့ကပေါ့နော်ဒီကြက်မပေါ့ဗျာဟိုပါပေါ့ပြစ်မှာချိန်နေကြက်မအောင်ထိုးရတဲ့ချောင်းပေါ့သူကအထက်ကအချုံလိုဖြစ်နေတာပေါ့ဗျာထက်ကချုံလိုဖြစ်ဒါမျိုးဝင်သွားတော့ပေါ့နော်ဒီမှာသွေးတောင်ပေးနေသေးတယ်ဆိုတော့သူကဒီမှာတော့ချိတ်တော့ယုံတဲ့ခါကျတော့ဒီဘက်ကဟွာတွေနဲ့ပါဒီအရှိပြားတွေကိုပို့ပြီးတော့ဖြဲလို့ဖြစ်တော့တယ်မှာတန်ရာတွေကပွားထပြီးကြီးသွားတယ်ပေါ့နော်အစာတောင်ရှိတယ်ဒီမှာဆိုရင်ကျွန်တော်ထင်တယ်ဟိုပါစေးလေဂျုံစေးလေးတောင်ရှိသေးတယ်ဆိုတော့ဒီတို့ချောင်းမှာတော့ဒီလိုသွားပြီးတော့ထိတ်ကနေတထုံးလေးဝင်သွားတော့သူအရှိပြားအောက်ကရှော့ဝင်သွားတော့ရှင်ဘက်ကအရှိပြားလေးလမ်းသွားပေါ့ဒီမှာသူကတော့အခုဒီနေ့လန်းဆန်းပါပေါ့နော်ဒါမနေ့ကညဖြုတ်အခုဒီနေ့မနေ့ကျွန်တော်ရှိမှမနေ့ပေါ့နော်လန်းဆန်းကျွန်တော်ဟိုရှင်ဘက်ကတော့သူဆေးပြားလေးပေါ့နော်ဆေးပြားလေးတော့ဖြန်းထားပေးတယ်တချို့တွေကချုပ်ပါလားလို့ပြောတော့ပေါ့နော်ချုပ်လို့ကဟိုအစင်မပြေတော့ဘူးဗျာဘာလို့ဆိုတော့ကျွန်တော်တွေ့တဲ့ချိန်ကသူကဒီဟာတွေကလက်ဆက်မဟုတ်ဘူးနော်ခုမှကျွန်တော်ရှိမှနေဖြစ်သွားတာမဟုတ်ဘူးသူကဖြစ်နေတာကြာပြီကျွန်တော်တွေ့တဲ့ချိန်မှာသူကအဲ့လိုတန်လိုင်းဖြစ်နေရေပြားတွေကနေ့ကလည်းမြင်တဲ့အတိုင်းပဲဒီအသားတွေဆိုရင်ရှင်ဘက်ကအသားတွေဆိုရင်ဒါစိုးမနေတော့ဘူးလေ6ဝါးသားတွေက6နေတယ်မလားကျွန်တော်ထင်တာနေ့လေလောက်ထဲကပေါ့နော်လွန်ခဲ့တဲ့3-4နာရီလောက်ထဲကသူတို့တန်လိုင်းဖြစ်နေတာဖြစ်မှာပေါ့နော်ဒီကလည်းကြာရင်ကြာမှာပေါ့ဆိုတော့ရှင်ဘက်ကအသားတွေအကုန်လုံး6ပြီးရေပြားတွေက6နေပြီဆိုတော့ဒီအမွှေးတွေနဲ့လည်းအကုန်လုံးလုံးကတ်နေတော့အဲ့ရေပြားကိုပြန်ဆွဲပြီးတော့ချုပ်ဖို့ကမလွယ်တော့နောက်ဇလုတ်ကပေါ့နော်ဇလုတ်ဆိုလဲကျွန်တော်ကြည့်ရတော့ဇလုတ်ကလည်းအစာတွေက6နေပြီဇလုတ်ရဲ့ရေပြားပပလေးရှိလေဒီလိုအစာအင်းကဇလုတ်ကရေပြားပပလေးကလည်း6နေကျွန်တော်ထပ်ဆွဲလိုက်လို့ရှင်အဲ့6တာတွေကနေပြီးတော့ဟိုဘယ်လိုပြောမလဲအပေါက်ကြီးကပူကြီးသွားရင်ပြန်ဆွဲချုပ်ဖို့ကနောက်သူ့ဇလုတ်ထဲမှာလည်းဟိုပါပေါ့အစာတွေကပြည့်အစာနည်းနည်းကုံသွားပြီဆိုရင်တော့ကျွန်တော်ထင်တယ်ချုပ်လို့ရှင်တော့အဲ့လိုပဲနော်အပေါက်ကိုပြန်ပြီးတော့နည်းနည်းပြန်ပြီးတော့ရေပြားနည်းနည်း6တဲ့နေရာတွေကိုနည်းနည်းဖယ်ထုတ်ပြီးတော့ကောင်းတဲ့ရေပြားကြီးပြန်ချုပ်တော့ရမှာနော်အစာရင်တော့ဇလုတ်တော့နည်းနည်းသေးသွားမှာပေါ့အခုတော့ချီးတွေပါတော့ဟိုမှာပါတယ်ဗျာပါတယ်ဆိုတော့ကျွန်တော်ထင်တယ်ချင်းနေကောင်းပါပါသူကြည့်ရလဲလန်းဆန်းပဲကုတ်နေတာပဲမရှိဘူးခုလည်းလန်းဆန်းပဲနည်းနည်းတော့ချက်ကတော့ညအိတ်တန်းနေပါတော့သူကသူတက်နေတယ်ဆိုတော့ချင်းနေကောင်းမယ်လို့တော့ထင်တယ်ပေါ့နော်တော့ကျွန်တော်ကသူရေလေးနဲ့တော့ပေးတာအစာတော့မကြွေသေးဘူးဗျာဘာလို့ဇလုတ်တွေကအစာတွေကုန်တော့မှခုနပြောလို့နည်းနည်းဟိုတန်ရအောင်နည်းနည်းချုပ်လို့ရရင်ချုပ်ကြည့်မယ်ပေါ့နော်ပြီးတော့ကျွန်တော်ဆေးထည့်အခုတော့ဆေးပြလေးပေါ့နော်ကျွန်တော်ဟိုရင်ဘတ်တွေမှာပိုးပါလဲဟိုအနာမရင်းအောင်တော့ဟိုနောက်ပြီးတော့ပိုးဝင်အောင်ပေါ့ဗျာပိုးမဝင်အောင်လည်းကျွန်တော်ဟိုတော့လှုပ်ထားပြီဗျာဟိုဒါလေးက update ပါဒီချက်မှလေး update ပေါ့နော်အားလုံးကြည့်ပေးတာကျေးဇူးတင်ပါတယ်